ကောင်လေးကသူ့ပေါ်တင်ခိုးလာတဲ့ကြာပွင့်လေးကနေသူ့ကိုယ်သူစင်ကဲပြောင်းလဲဖို့စွမ်းအားတွေရနေပါပြီဒါပေမဲ့စင်ကဲပြောင်းလဲဖို့အချိန်တလလိုနေခဲ့ပါတယ်တလအကြာမှာတော့ခန်းတက်ကိုငွေမျိုးနွယ်တစုကလောက်တိုက်ခိုက်ပြီးကောင်လေးတို့ဘက်ကအရေးနှိမ့်နေခဲ့ပါတယ်ငွေတကောင်ကရုံးကန်မနေနဲ့တော့မင်းတို့မောင်လေးကိုထုတ်ပေးရင်အသက်ချမ်းသာပေးမယ်လို့ပြောလိုက်ပါတယ်ငွေမလေးတွေကတော့လက်နေကြတာပေါ့ဗျာငွေဖြူမလေးကညီမတို့စိတ်မပူနဲ့အမအသက်ပေးကာကွယ်မယ်လို့ပြောလိုက်ပါတယ်ဒီအချိန်မှာငွေမျိုးနွယ်ရဲ့ခေါင်းဆောင်ကြတီးရောက်လာခဲ့ပါတယ်ဒီကောင်ကဒီကငွေမလေးအကုန်လုံးကိုငါဇနီးလောက်ခိုင်းမယ်လို့ပြောနေခဲ့ပါတယ်ငွေမလေးတွေကတော့ကြောက်နေကြတာပေါ့ဗျာငွေဖြူမလေးကမင်းရဲ့ဇနီးလုံးမဲ့အစားတေးလိုက်မယ်ပြောတော့ဟိုကောင်ကဒါဆိုမင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုကတိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ငွေစစ်တီတွေအကုန်ပြေးလာတော့ငွေမလေးတွေကမျောလင်းချက်မဲ့နေကြပြီပေါ့ဗျာပြီးတော့ဘာဖြစ်ဖြစ်တိုက်ခိုက်ဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်ငွေမလေးတွေကလည်းသူတို့အစွမ်းရှိတဲ့လောက်ပြန်တိုက်ခိုက်နေခဲ့ကြပါတယ်။ဟိုကောင်ကဒေါသထွက်ပြီးအမောင်ထုအစွမ်းကိုတုံးလိုက်တဲ့အခါမှာတော့ငွေမလေးတွေကစွမ်းအားကြီးဆုံးငွေမလေး2ယောက်တောင်တစ်ချက်ထဲနဲ့မှောက်သွားခဲ့ပါတယ်။ငွေမလေးတွေမျောလက်ချက်မဲ့နေချိန်မှာမိတောင်ကြီးကပောက်ကွဲထွက်လာပြီးငလင်လုံနေတယ်လို့တုတ်ခါလာခဲ့ပါတယ်။မိတောင်တွေကတော့တခုခုပြန်ထွက်လာပြီးအဲ့ဒါကတော့စင်ကဲပြောင်းလဲမှုလုပ်နေတဲ့မျိုးနဂါးလေးဖြစ်ပါတယ်။ဒီလိုနဲ့စင်ကဲပြောင်းမှုစတင်ပါပြီးပြောင်းလဲသွားတဲ့ပုံစံကတော့နောက်ထပ်တောင်နှစ်ဖက်ကိုပေါက်လာခဲ့ပြီးအယောင်လဲပြောင်းသွားခဲ့ပါတယ်။ကောင်လေးခုန်ဆင်းလာတာနဲ့တင်စစ်တီတော်တွေလည်းဘာမှမတတ်နိုင်တော့ဘူးလေကောင်လေးကပါဇက်ကနေအလင်းတန်းတစ်ခုကိုပြစ်လွတ်လိုက်တာဟိုကောင်ကအစတစ်ခုခံနိုင်မယ်ထင်တာတစ်ချက်တည်းနဲ့တန်းလွင်တာပဲငွေမလေးတွေကတော့ကျေးဇူးတွေတင်နေကြပြီပေါ့ဗျာတိုက်ပွဲကြီးစတင်တော့မယ်အမထီရင်စစ်တူကြီးသားမကလို့ဘရင်သားဖြစ်တီးမှာပဲဆိုကပြစ်ထည့်လိုက်တာရှော်ရောငွေမလေးတွေကမျောလင်းချက်လေးဖြစ်တဲ့ကောင်လေးကတော့အမိုက်စားပုံစံနဲ့ရောက်ချလာခဲ့ပါပြီဟိုကောင်ကမဖြစ်နိုင်ဘူးလေကျေးဝါမွေမျိုးနယ်မှာဒီလိုကောင်မရှိဘူးလေလို့အော်နေခဲ့ပါတယ်ကောင်လေးကလေမိုးကြိုးရီမီးလို့ရေရုပ်ပြီးပြစ်ထည့်လိုက်တာဟိုကောင်ကအမကြသေးဘူးငါအဖေကဘရင်မကြီးရဲ့ညာလက်ယုံတော်လို့အော်နေတာကောင်လေးကဂယုမဆိုင်ပဲပြစ်ထည့်လိုက်တာနေရာမှာနဲ့အမုတ်ဘဝရောက်သွားခဲ့ပါတယ်လက်အောက်ကနောက်လိုက်မြွေတော့ဒီကတော့သူတို့ခေါင်းဆောင်ကြရှုံးသွားတာကြောင့်ပြစ်ကျွတ်အောင်ပြေးကြပါတော့တယ်စစ်သားတယောက်ကတခင်လေးလျှော်သွားပြီးနန်းတော်ကိုအကြောင်းကြားရမယ်ဆိုကထွက်ပြေးသွားခဲ့ပါတယ်ကောင်လေးကတော့အမရီကြားမှာပျော်လို့မြူးလို့ပေါ့ဗျာငွေဖြူမလေးကကဲလိုက်တာကျေးဇူးတင်ပါတယ်ဒါပေမဲ့သူ့အဖေကအမဲရောင်ကြီးခွန်မျိုးနွယ်ရဲ့စစ်သူကြီးပဲငါတို့ပုံနေတင်တယ်လို့ပြောလိုက်ပါတယ်ကောင်လေးကတော့ခေါင်းမမာနဲ့ပဲငါတို့မျိုးနွယ်ကိုထီရဲတဲ့ကောင်သူတို့မျိုးနွယ်ပါအမြင့်ပြတ်ပဲလို့ပြောလိုက်ပါတယ်နန်းတော်ထဲမှာတော့မွေဘရင်မကြီးကလက်အောင်နဲ့သားလေးတွေဆိုတာဘရင်မကြီးကိုအသက်နဲ့အလုတ်ကျွေးပြရတယ်လို့ပြောနေပြီးအကောင်တကောင်ကလည်းရှိနေခဲ့ပါတယ်ဒီအချိန်မှာတိုက်ပွဲကနေပြေးလာတဲ့စစ်သားတကောင်ကအသေးအတန်ဝင်ပြေးလာပြီးတခင်လေးတေပြီလို့လာပြောပါတယ်ကြီးဝါမျိုးနွယ်ကမွေတကောင်တက်လိုက်တာလို့ပြောတော့ဟိုကောင်ကဒေါသထွက်တာကလည်းလာပြောတဲ့ကောင်ပါသေးရောဒေါသတွေထွက်ပြီးမင်းတို့ကိုငါကိုယ်တိုင်ချိန်မှကုန်းမယ်ဆိုကထွက်သွားဖို့လှုပ်ချိန်မှာဘရင်မကြီးကမင်းကိုထွက်သွားဖို့ခွင့်ပြုလိုက်ပြီလားလို့တားလိုက်ပါတယ်ဘရင်မကြီးကဒီကောင်လေးအချိန်ခဏလေးအတွင်းနဲ့ဗိုလ်ချုပ်အဆင့်တောင်ရောက်နေပြီးဘလို့စုချရင်ကောင်းမလဲလို့ပြောလိုက်ပါတယ်ဟိုကောင်ကစောဒကတက်နေတော့ငွေဘရင်မကြီးကမင်းငါကိုမေးခွန်းထုတ်နေတာလားဆိုကအကြည့်တစ်ချက်နဲ့တင်တုံလို့ဆရာဖြစ်နေခဲ့ပါတယ်ကောင်လေးတို့မျိုးနွယ်ဘလို့ဒုက္ခရောက်မလဲမသိဘူးဗျာဘရင်မကြီးကသူ့သားအသက်ခံရတာတောင်ရင်မခုန်ပဲတက်လိုက်တဲ့ကောင်လေးကိုချီကျူးနေတော့ဟိုကောင်စောဒကတက်တာကိုမင်းငါကိုမေးခွန်းထုတ်ရတဲ့တတိဘယ်ကရတာလဲလို့ဘရင်မကြီးကမေးလိုက်ပါတယ်ဟိုကောင်ကပြန်ခံမပြောရတော့ကြီးဝါမျိုးနွယ်ကကောင်တွေတနေ့တော့မင်းတို့အသေးပဲလို့ကျင်းယုံမတက်နိုင်တာပေါ့ဘရင်မကြီးကသူ့ကိုရန်တော်ကိုဆင့်ခေါ်လိုက်ပြီးနန်းတော်ကအရင်မြင့်များယူပြီးကြီးဝါမျိုးနွယ်ကိုဆုချလိုက်စမ်းလို့အမိတ်ပေးလိုက်ပါတယ်ပြီးတော့ငါဒီကောင်လေးကိုကိုယ်တိုင်တွေ့ချင်တယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှဒါတော့ကောင်လေးကတိုးတက်လာတဲ့သူအစွမ်းအကူနဲ့ငွေမျိုးနွယ်တွေစီကနေယတနာတွေလိုက်ယူနေခဲ့ပါတယ်ငွေမမတွေကလည်းပစ္စည်းအကောင်းစားတွေရတော့ပြောနေတာပေါ့ဗျာဟိုကောင်ကတော့အဲ့ဒါအမဲရောင်ကြီးခွန်မျိုးနွယ်ရဲ့ပိုင်ဆိုင်မှုတွေသူတို့လာရင်အမုတ်ချီပစ်မယ်လို့ကျိန်းနေခဲ့ပါတယ်ငွေဖြူမလေးကမောင်လေးငါတို့သူတို့ပစ္စည်းတွေအကုန်နီးပါးလူရက်ထားတာထွက်ပြေးကြမလားပြောတော့ကောင်လေးကဘာမှထွက်မပြေးဘူးကြောက်စရာလည်းမလိုဘူးလို့ပြောလိုက်ပါတယ်ဒီအချိန်မှာအကုန်လုံးငွေဘရင်မကြီးရဲ့တန်တမန်အတန်ကိုကြားလိုက်ရပါတယ်ဟိုကောင်လေးကတော့မင်းတို့တေပြီလို့ကောင်လေးကိုပြောနေတာပေါ့ဒါပေမဲ့ငွေတန်တမန်ဝင်လာတဲ့အခါမှာတော့ဘရင်မကြီးကကောင်လေးကိုဆုချခိုင်းလိုက်ကြောင်းကိုသိလိုက်ရပါတယ်ယတနာတွေအများကြီးကိုပါချပြလိုက်ပါတယ်ဟိုကောင်ကတန်တမန်မနေတာထင်တယ်နော်လို့သွားလုံနေတော့ငွေမကဒေါသထွက်ပြီးတစ်ချက်တည်းချထဲလိုက်တာသွေးပါထွက်ပြီးလွင့်ရောထပ်ပြီးငွေဘရင်မကြီးကတွေ့ချင်တယ်လို့ပါပြောပြလိုက်ပါတယ်ငွေမလေးတွေကယတနာတွေအများကြီးရတော့ငါတို့မျိုးနယ်အတွက်စိတ်ပူစရာမလိုတော့ဘူးဆိုပြီးပြောနေတာပေါ့ငွေဖြူမလေးကတော့ငွေဘရင်မကြီးတွေ့ကျင်နေဆိုတော့အခုသွားတွေ့လိုက်လို့ကောင်လေးကိုပြောလိုက်ပါတယ်ကောင်လေးကချက်ချင်းလိုက်သွားဖို့ပြင်လိုက်ပါတယ်တန်တမန်ကသူ့ရဲ့တယ်လီပေါ့အစွမ်းနဲ့ခေါ်သွားပြီးနန်းတော်ရောက်တဲ့အချိန်မှာတော့ဘရင်မကြီးနဲ့အနှဲငယ်ပို့တိုင်းမှုဖြစ်သွားပါတော့တယ်ကောင်လေးကဘရင်မကြီးရဲ့စင့်ခေါ်မှုကြောင့်ချက်ချင်းပဲတန်တမန်နဲ့အတူနန်းတော်ကိုလိုက်ပါသွားခဲ့ပါတယ်နန်းတော်ကိုရောက်တော့ဘရင်မကြီးကကလေးမင်းကတကယ်စိတ်ဝင်စားစရာကောင်းတာပဲအမဲရောင်ကြီးခွန်ရဲ့တားအကြီးဆုံးကိုတောင်တတ်နိုင်တယ်လို့ပြောလိုက်ပါတယ်ကောင်လေးကဘရင်မကြီးချီကျူးတာလို့နေပြီလို့ပြောနေတာပေါ့အရှိမတော့ဟိုကောင်ကကောင်လေးကိုတက်ချင်နေတဲ့အကြီးနဲ့စိုက်ကြည့်နေခဲ့ပါတယ်ကောင်လေးကဒါဘသူလဲလို့ဘရင်မကြီးကိုမေးလိုက်တော့ဘရင်မကြီးကသူကအမဲရောင်ကြီးခွန်မျိုးနွယ်ရဲ့အကြီးကဲလေးခုလေးတင်မင်းကိုကလည်းစားချင်မယ်လို့ကျင်းဝါနေတာလို့ပြောလိုက်ပါတယ်ကောင်လေးကလန့်သွားတာပေါ့ဘရင်မကြီးကကောင်လေးကဆွဲခေါ်လိုက်ပြီးလက်ပေါ်တင်လိုက်ပါတယ်မကြောက်ပါနဲ့ဒီမှာငါရှိနေတဲ့၍သူမင်းကိုထိလို့မရဘူးလို့ပြောလိုက်ပါတယ်ခဏကြာတော့ဘရင်မကြီးကကောင်လေးကိုလဲပင်ညစ်နေတာကြောင့်ကောင်လေးကကျွန်တော်ဘရင်မကြီးစိတ်ကျေနပ်အောင်စူးစမ်းပါမယ်ပြောမှဘရင်မကြီးကလွတ်ပေးပြီးထွက်သွားခဲ့ပါတယ်
ကောင်လေးကဘရင်မကြီးထွက်သွားတာနဲ့ဒီမှာနေရတာမလုံခြုံဘူးအမြန်လက်မအဆိုကကိုအပြင်ဘက်ကိုချက်ချင်းထွက်ပြေးသွားခဲ့ပါတယ်ကောင်လေးပြန်လာတော့ငွေမလေးတွေကဘရင်မကြီးချိမြင့်ထားတဲ့နေရာကိုပြောင်းရွှေ့ဖို့ပြင်နေကြတာပေါ့ကောင်လေးကအမတို့အကုန်ရေးကြည့်တဲ့ပစ္စည်းတွေယူလာကြချက်ချင်းထွက်သွားရမယ်လို့ပြောလိုက်ပါတယ်ငွေမလေးကဘရင်မကြီးကစုပေးထားတာမဟုတ်ဘူးလားပြီးတော့အဲ့ဒါသေးမိတ်ပဲငါ့ကိုယုံခုချက်ချင်းထွက်သွားကြမယ်လို့ပြောလိုက်ပါတယ်ခဏကြာတော့ဘရင်မကြီးကကောင်လေးတို့ထွက်ပြေးသွားတယ်ဆိုတာကိုတန်တမန်စီကနေတိလိုက်ရပါတယ်စိတ်ဝင်စားစရာပဲဆိုကမော့မှန်လုံးလေးနဲ့ကောင်လေးတို့ကိုလှမ်းကြည့်နေခဲ့ပါတယ်ငါလက်ကမလွတ်နိုင်ပါဘူးလို့ပြောလိုက်ပါသေးတယ်ကောင်လေးကတောတဲ့တနေရာမှာသူ့အစွမ်းကိုမြင့်တင်ဖို့တားကောင်တွေကိုလိုက်ဖမ်းဆီးစားတောက်နေခဲ့ပါတယ်သူဒုက္ခရောက်တော့မှကိုမသိဘဲနဲ့ပေါ့ဒီမျိုးငကားကြီးကတားကောင်ဖန်းစားရင်အစွမ်းတွေကိုမြင့်တင်နေခဲ့ပါတယ်ဒီအချိန်မှာအမကြီးတွေကလှမ်းခေါ်တာကြောင့်အောက်ကိုဆင်းသွားရတာပေါ့ကောင်လေးကဘာဖြစ်တာလဲလို့မေးတော့အမကြီးကဟိုဝေးကမြို့ကိုပြပြီးသူ့ရဲ့တမိုင်းကြောင်းကိုပြောပြလိုက်ပါတယ်ကောင်လေးကသွားမယ်ဆိုဒီပုံစံနဲ့တော့အဆင်မပြေဘူးဆိုကငွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်ကိုပြောင်းလဲလိုက်ပါတယ်အရန်ချုံမောနေတာကြောင့်ငွေမလေးတွေရဲ့ဖုံဝိုင်းကြောင်ချင်းကိုတောင်ခံလိုက်ရတာပေါ့ဗျာငွေစိမ့်မလေးကတော်လောက်ပြီးအခုမြို့ကိုသွားရအောင်လို့ပြောလိုက်ပါတယ်ဒါပေမဲ့မွေမကြီးကပါကောင်လေးကိုငေးနေတာခေါ်တာတော့မကြတော့ဘူးလေဒီလိုနဲ့ကောင်လေးတို့မျိုးတဲကိုခီးဆက်ကြပါပြီမျိုးတဲကိုရောက်တော့ဟိုဒီလျှောက်ကြည့်ရင်ပြပွဲလိုအရာတစ်ခုကိုတွေ့တော့ဝင်သွားကြည့်လိုက်ကြပါတယ်မြင်လိုက်ရတဲ့မြင်ကွင်းကတော့မွေမလေးတစ်ကောင်ပေါ်ကိုကြောက်ပြားတင်ပြီးတူနဲ့ရိုက်ခွဲပြတဲ့ပြကွက်ပြနေတာပါတူနဲ့ထုချလိုက်တော့မွေမလေးခမများသွေးတွေပါအန်နေပြီပေါ့ဗျာကောင်လေးကတော့ဒီအန်ဩစရာမြင်ကွင်းကြောင့်ထိတ်လန့်သွားခဲ့ပါတယ်ဘေးကမွေမလေးတွေကလည်းကြည်တော်မကြည့်နေနိုင်တော့ဘူးပေါ့ဗျာမွေဖြူမလေးကနှိပ်စက်ခံနေရတဲ့မွေမလေးကိုကြည့်ပြီးဒါငါတို့ကြေးဝါမျိုးဆက်ကမွေမလေးပဲလို့អော်လိုက်ပါတယ်ကောင်လေးကကြေးဝါမျိုးနဲ့စုကဒီမျိုးမှာအရင်ကအဓိကအင်အားစုမလားအခုဘာလို့ဒီလိုအခြေအနေဖြစ်နေရတာလဲလို့မေးပေမဲ့အမကြီးလည်းမသိပါဘူးဟိုကောင်ကပတ်စံတွေရပြီးပျော်နေတာပေါ့ဗျာမွေမလေးကပတ်စံတွေရပြီးဆိုတော့လွတ်ပေးဖို့တောင်းဆိုပေမဲ့ဟိုကောင်ကမလွတ်ပေးတဲ့အပြင်နောက်ထပ်နှိပ်စက်မဲလို့ပါပေါ်တင်ပြောပါတော့တဲ့မွေဖြူမလေးကတော့တီးခံမနေတော့ပဲတက်ရှင်းဖို့လုပ်တော့ညီမလေးကမကျွမ်းကျင်တဲ့နေရာမှာတခုခုဖြစ်မှစိုးရိမ်လို့တားလိုက်ပေမဲ့ကောင်လေးကစိတ်မပူနဲ့ငါရှိတယ်လို့ပြောပြီးခုံဝင်တိုက်ခိုက်လိုက်ပါတယ်မွေဖြူမလေးကတော့မွေမင်းကလေးကိုသွားထုပေးနေခဲ့ပါတယ်ဒီလိုနဲ့မွေမလေးကိုကဲတင်ပေးနိုင်ခဲ့ကြပါတယ်